အားလုံးပဲမင်္ဂလာပါယနေ့ Israeli West Bank ကိုကျူးကျော်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ရခိုင်ကအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့လက်ထက်မှာ West Bank ကိုထပ်မံမကျူးကျော်ဖို့အတွက်အမေရိကန်နိုင်ငံက Israel ပေါ်မှာပိတ်ဆို့ခဲ့တာရှိပါတယ်သို့တော်လည်းပဲအခုလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ West Bank နဲ့ပတ်သက်ပြီးတော့တကားဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့ Israel တွေဟာ West Bank တွေကိုတဖြည်းဖြည်းနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်2024ခုနှစ်ကIsrael တွေသူတို့လွှတ်တော်မှာဆွေးနွေးတယ်နော် West Bank ဟာသူတို့ရဲ့ဖျားဟောစာအုပ်ထဲကပါရှိတဲ့အတိုင်းနော်ယူဒပြည်ဟာလားရှမာရစ်ပြည်သူတို့ဖျားဟောစာအုပ်ထဲမှာယူဒပြည်ရှမာရစ်ပြည်ဆိုပြီးတော့ဒီပြည်နယ်တွေဟာသူတို့ရဲ့ဟိုးမူလဘိုးစဉ်ပေါင်းဆက်ကလေးကပိုက်ဆိုင်တယ်ဆိုပြီးတော့ဖျားဟောထဲမှာပါတဲ့အတွက်ဒီနယ်မြေတွေဟာသူတို့ယူဒတွေရဲ့နယ်မြေဆိုပြီးတော့သူတို့ကြေညာတယ်အဲ့လိုကြေညာပြီးတော့အခုအမေရိကန်ရဲ့တကားဖွင့်ပေးမှုအပေါ်မှာသူတို့ဒီယူဒပြည်ရှမာရစ်ပြည်လို့ခေါင်းစဉ်တက်ပြီးတော့ West Bank ဘက်အချမ်းကိုသိမ်းဖို့ပြင်နေပြီအခုလက်ရှိ Israel တွေအဲ့ဒီနေရာကိုတဖြည်းဖြည်းနဲ့စတင်ပြီးတော့ကျူးကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်တချို့ကအဲ့ဒီနေရာမှာအိမ်တွေတောင်စောင့်နေပြီတချို့ကအဲ့ဒီနေရာမှာနေဖို့အတွက်ကြိုးစားနေပြီသို့တော်လည်းပါလက်စတိုင်းပြည်သူတွေနေနေတဲ့အပေါ်မှာသူတို့ဘက်ကနေပြီးတော့မလုံခြုံဘူးလို့တော့ပြောတာပေါ့ဆိုတော့မလုံခြုံဘူးဆိုတဲ့စကားကဘာကိုပြောတာလဲဆိုလို့ရှိရင်အဲ့ဒီ West Bank မှာရှိတဲ့ပါလက်စတိုင်းတွေကိုမောင်းထုတ်တော့မယ်မကြခင်မှာစစ်တိုက်တော့မယ်လို့အတန်လှည့်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဂါဇာကိုပြီးခဲ့တဲ့2024ကအပြတ်ချီပြီးတော့ပြီအခု2025ခုနှစ်ထဲမှာ West Bank ကိုအပြတ်ချီမယ်ဆိုပြီးတော့